နေ့တည်းဆိုပစ္စမပွဲရောက်မှဆိုတော့ခါကြတော့သူကတာယာသွားမယ်တဲ့မတော်နဲ့ပါလားကျွန်မတော့မယ်နဲ့နောက်ကြရဘာလို့စမလို့လဲမိုးတို့ကြလာလို့ရှိရင်တော့တာယာလေးပါလှုပ်စမယ်ဆိုပြီးမှသူကတာယာတော့ပေါ့ဝါတော့ခုတ်တယ်ဝါခုတ်ကနေကျွန်မတို့ကသူများတွေကတော့တချို့ဘာလဲနေ့တယ်9နာရီ10နာရီလောက်ကြာတော့သူများတွေကဟိုးတဲ့လှုပ်ကြပြီလေလှုပ်တဲ့အချိန်မှာဆိုသူကနော်နေလို့ဘေးတော့မလို့လဲထွက်ပြေးကြတယ်ဟောကျွန်မတို့မီတာစုကအိမ်မှာပဲကြာခဲ့တယ်လေနော်အဲ့တော့ကသူများကိုမေးတော့ကအဲ့လိုမျိုးဗာလဲစတားတွေလာတယ်စစ်ချောက်ထိုးတယ်တဲ့သူတို့အဲ့လိုမျိုးပြောပါပေါ့ငါတို့ယောက်ျားတွေတော်တယ်ပေါ့နော်ဘယ်လိုလုံးမလဲကျွန်မအဲ့လိုမျိုးပြောတယ်ကျွန်မလည်းအဲ့ဆိုတော့သူများလာလို့ဖုတ်တချမ်းငါပြီလေနော်ကလေးဖေဖုန်းနံပါတ်ရှိရတယ်နဲ့ဆိုပြီးသူကရှိတယ်တဲ့ဒါဆိုကျွန်မရဲ့ယောက်ျားကိုဖုတ်ဆက်ဘောချက်ခကြနေလို့ပြီးမှလဲနော်ခကြဘာဖြစ်လဲသူပြောခကြနော်စစ်ကစီစစ်ကြောက်ထိုးတယ်ပြောတယ်နေလို့ဘာလို့ဝါခုံနေလို့နဲ့မတော်တို့တွေ့နေအောင်မယ်နော်နေလို့မြင်ပြလာခဲပေါ့ငါတို့လာခေါ်ပေါ့တကယ်လို့ရွာထဲမှာဝင်လာလို့ရှိတော့ငါတို့ကတော့မတော်နိုင်ဘူးပေါ့ကလေးနဲ့နေတယ်ပေါ့ဒီမှာအဲ့လိုမျိုးပြောမိတယ်တဲ့လူကနေပြီးမှပြလာခဲ့မယ်သူအဲ့လိုမျိုးပြောတာအဲ့လိုမျိုးပြောပြီးတဲ့အချိန်မှာဆိုခဏနေကြတော့သူများအမယောက်ျားတောင်းတာသွားလည်းမလားတဲ့သူဝါတော့ခုတ်တယ်ဆိုအဲ့ကမေတော်ကူနာမှာတော့စစ်သားတွေဖမ်းစောင့်ပြီးမှဖမ်းပြီးလိုက်ပြီတဲ့ဒုက္ခပါပဲဆိုကျွန်မလည်းအခုချိန်ဒီအဲ့ဒါအခုချိန်ဒီဒါစိတ်ကြီးရတယ်စစ်သားတွေဖမ်းပြီးဆိုကြရကျွန်မတို့ယောက်ျားတွေကဘယ်လွတ်တော်ဦးတွေကျွန်မတို့သိအဲ့လိုမျိုးပြောရတယ်ကြာရောသူရွာတွေကခလို့ပြေးကုန်ပြီကျွန်မတို့ဆိုကျွန်မတို့ယောက်ျားတွေပဲရှိတော့အိမ်မှာပဲနေရတယ်သူရွာတွေကနားလို့တချို့ကလာခေါ်ပြီးပါကျွန်မတို့အဝေးတတိယမှာထွက်ပြေးတဲ့ချိန်ဆိုနေတဲ့တနာရီနဲ့နာရီကြာတော့မိကိုလိုတွေကအဲ့ကမေတော့ဘူးရွှေ့ပါထွက်လာတယ်အဲ့ဒါသူရွာတွေကဒီလိုယောက်ျားတွေကတော့ပြန်မလာနိုင်တော့ဘူးထင်တယ်အဲ့ပါတယ်အမရှိတယ်ပြလူတွေခလို့စုပြီးမှမိရှိုးခံလိုက်ရတယ်အဲ့လိုမျိုးပြောတယ်လေတော့ကျွန်တော်တို့အခုချိန်ဒီသူရဲ့မျက်နှာနဲ့မတွေ့ရကျွန်တော်တို့ရဲ့တသမီနဲ့ကျွန်တော်တို့ယောက်ျားလေးမတွေ့အောင်တောက်ဆုပ်အနေနဲ့ဘာတစ်ခုမှမတွေ့ရမမြင်ရတော့ဘူးကျွန်တော်တို့အခုချိန်ဒီအားနဲ့ခံစားနေရတယ်မနေ့ရှယ်နိုင်ဦးကြည့်မှာပဲကျွန်တော်လည်းသွားရင်းနဲ့ကျွေးတက်ပြမောလာဖို့ပေါ့နော်အဲ့မှာကျွေးရအောင်မှာဒီနေ့စီငါတက်သွားမှာကြောက်တော့သွားရင်းနဲ့ကျွန်တော်ခေါက်ထားတယ်ခေါက်နာပြီးတော့မှတနတ်နဲ့လည်းထောက်ပြီးတော့မှဖမခါလို့ထွက်ပြေးတယ်ဖမယ်လို့တော့ကျွန်တော်ထင်တယ်ဗာလဲရှင်းလာတဲ့အချိန်ကရတော့အဲ့ဒီကြောက်ဆော်တလုံးရှိတယ်ဒီကွယ်မှာကျွန်တော်ရှိတယ်တော့အသာတော့ကြားတယ်လောက်ဒီလိုမေတော့ကမှလူများဘာလောက်လဲချိုတက်ချဖို့တမဲဆေးရတမျိုးဖြစ်နေတယ်အမှဖြီးခါကြတော့အရှင်နည်းနည်းထားသွားတော့ကတော့ဝတ်တပြာစာလောက်ပဲအဲ့နေရောက်ပြီးလုံးတော့ဘယ်လိုလဲချိုလက်ချီသူတရားသူထိုင်ပြီးသူချိန်တယ်တရားမတရားချိန်တယ်တော့ဘလုံးနီးမှမဖြစ်နိုင်ဘူးချိုဒါတွေလည်းငါတို့လည်းကြုတ်ပြီးတော့လည်းများနေပြီခါကြတော့ဒီလူတွေမဖြစ်နိုင်တော့ဘူးချိုပြီးတော့ကောင်းဘယ်နေရာပြေးကောင်းမလဲချိုတဲ့စိတ်မျိုးပေါ်လာတယ်နော်ဒီလိုပဲလက်နေတည်တယ်မှာဘာသူပြင်းနေလေငါရှိချက်ပြီမထူးချိုခုတ်ပြေးတော့တပေါ်ရောက်လဲရောက်ကျွန်တော်အဲ့မှာဒီလောက်ရှိနေတယ်နေရာပြကြီးပြီးကြည့်ရတော့တဘာကတောင်းစီတွေ့တယ်အဲ့မဲ့တော့ခုနမှာဒါမဲ့လူတော့မတွေ့ဘူးသူဝါရောအောက်မှာပဲသူနေမှာပေါ့တက်လာကတော့အဒီတဝိုင်းတိုင်းနားရောက်တဲ့ကြီးချိုမိခွတ်ထွက်လာပြီးတော့တော့သူတို့လည်းနေကြီးထူလာကကျတော့သူရှုံးသွားတော့မိခွတ်တက်လာတယ်ဒီနေ့ကိုပဲကျွန်တော်အဲ့မှာတက်ထိုင်တယ်กินข้าวแล้วเป็นผู้แก่ข้าวแล้วนะเขาเลยกินข้าวแล้วจะทีติดชาแล้วเป็นผู้แก่ข้าวแล้วเขาเลย
စီကောက်စီတွေကကျွန်တော်တို့မူဆူနဲ့ရွာနီးနားမှာရောက်ရှိပြီးတော့မှဒီအရတာကားတွေကိုဖမ်းဆီးတယ်နောက်တစ်ခုကလူထုတွေလည်းဖမ်းဆီးတယ်ဆိုတဲ့တဲ့ကိုကြာကြာချင်းပဲကျွန်တော်တို့ရွာနေပဲထွက်လာပါတယ်ကျွန်တော်တို့မူဆူ9:15မှာရောက်တယ်9:15မှာရောက်တော့ဖြစ်ပွားနေတဲ့နေရာကိုကျွန်တော်တို့ရောက်ချင်းပဲလက်နဲ့ကြီးတန်နေကြားနေရတာပေါ့နော်သူတို့ဘက်ကပြည်တယ်လက်နဲ့ကြီးတယ်လက်နဲ့ငယ်တယ်ပြည်နေတဲ့အချိန်တော့သူမှကျွန်တော်တို့အရှိဆက်တူတယ်တူချင်းမှာ7 နိုင်ဝန်းကျင်လောက်မှာပဲသူတို့ဒီအရတာကားနဲ့ကားတွေမီးရှူတာပေါ့မီးရှူတဲ့မီးခိုးတွေကျွန်တော်စတွေ့တယ်ကျွန်တော်တို့ချီကတယ်အခင်းကျင်းထဲရောက်သွားတော့ပထမဆုံးကျွန်တော်တို့တွားကြည့်တဲ့ခင်မှာကျွန်တော်တို့ပပလဲလဲပေါ့နော်ကလေးရဲ့အဝတ်စားတွေတွေ့တယ်အမျိုးသမီးအဝတ်တွေကိုချုပ်ထားတာကျွန်တော်တို့တွေ့ရတယ်တော်တော်မီးလောင်တဲ့အချိန်မှာမီးကမငြိမ်သေးဘူးအကြောင်းရင်းကဓာတ်ဆီဒီဇယ်ပုံဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်တော်တော်ကြာလေးကျွန်တော်တို့အဲ့မီးကိုစောက်ရတယ်ဆိုတော့ပပလဲလဲကျွန်တော်တို့ဂိမ်းထောက်ပြီးကြည့်တဲ့ခင်မှာမိုင်းရှိမရှိသူတို့ရဲ့ပစ္စည်းတက်တည်ထောက်ထားပါများရှိမလဲဆိုတော့အမြင်မျိုးနဲ့ကျွန်တော်တို့လိုက်ပါကြည့်နေတဲ့ခင်မှာကျွန်တော်တို့ဒီ PGF လူလေးယောက်ကိုသူတို့တတ်ထားတာတွေ့ရတော့မှာနော်ဆိုတော့သူတို့အဲ့လူလေးယောက်မတတ်ခင်မှာပြီးပါလေကျွန်တော်ကြည့်တဲ့ခင်မှာသူတို့နှိပ်စက်ထားတာရှိတယ်လက်ကိုနောက်ပြေးပြီးတော့မှဂျူနဲ့တောက်ထားတာရှိတယ်ပြီးတော့မှသူတို့တနာကိုခေါင်းနဲ့တေးပြီးပြီးထားတာရှိတော့ပါသူတို့ကြီးခုံတွေလည်းကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်တို့စစ်သွားနေတဲ့မြောင်းဒီအရင်တော့ကတဲတောင်ဒီလက်ဖူးနဲ့ကောက်ထားတဲ့အပေါက်ထဲသူတို့လေးယောက်လုံးပြစ်ထည့်ပြီးတော့မှဒီအကာရောเนาะဒီဝါးတွေရဲ့အကိုက်ခဲနေတဲ့သူဖုံထားလိုက်တယ်ဆိုတော့ကျွန်တော်ကြည့်တော့လူတထားရဲဆိုတော့ကျွန်တော်တွေ့ရတယ် PGF လျောင်းမှကျွန်တော်တို့အတီးပြလိုက်တဲ့ချိန်မှာကျွန်တော်တို့မီးလောင်တဲ့နေရာကိုကျွန်တော်တို့ကြည့်တဲ့ချိန်မှာမီးကမငိမ့်သေးတဲ့အတွက်လူထုတွေကိုအလောက်ထိတားလိုက်မယ်လို့ကျွန်တော်တို့မမျှော်လင့်ထားသေးဘူးဒါပေမဲ့မနေ့25ရက်နေ့12လ2020ဒီနေ့ပိုင်းအချိန်မှာတော့ကျွန်တော်တို့မီးငိမ့်သွားတဲ့အတွက်ကျွန်တော်တို့ဒီဖြစ်ပွားနေတဲ့ခင်းချင်းကျွန်တော်တွားကြည့်လိုက်တဲ့ခင်မှာဆိုရင်တော့မထိန်မတဲ့ပြည်သူအလောင်း35ဦးအထက်ကျွန်တော်တို့တွေ့ရမြင်ရတော့ပေါ့ အများပဲပြကျင်းနေတယ်ဒီကြောင်လည်းရှိတယ်ကဲအဲ့ကြောင်မှာဟောပြီးပါဘောတော့ရှိပြီးတော့အောက်ပါရရှေ့တာပါဂျာမအဒီမဒီရှမလည်းတပို့ရှေ့ဒီမှာဝဲပန်ရလေဒီနင်းတော်လေးငါချော့အချော့လာရှိမယ်ဒီမှာရှိတယ်ကာရှိမှာ왜 zakatnya ini gue kemana begitu gue tahu ada malu sih ya Hah? Kalau nggak sih aja kalau sih Tetap nyari clip pare ini cita ada clip ini tuh le no အဲ့တော့26ရက်နေ့12လ2020တခုနှစ်အချိန်မှာကသူတို့စီကြောင်းထူလာတယ်
ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်သူတို့တက်တည်မျက်မြင်တက်တည်သူတို့မဖြောက်နိုင်အောင်မယူနိုင်အောင်ဆိုပြီးကျွန်တော်တို့ခုခံပြီးမှပြန်လည်တိုက်ခတ်ခဲ့ပါတယ်အဲ့ရမှာပဲဆိုတော့မနေ့ပိုင်း29ရက်12လ2020ခုနှစ်မှာကတော့ကျွန်တော်တို့ဒီ KNDF နဲ့ပူးပေါင်းပြီးတော့မှကျွန်တော်တို့ဒီသူတို့စကားစားရရှိတဲ့တောင်ကိုကျွန်တော်တို့ရှိလိုက်မယ်ဆိုပြီးတော့မှကျွန်တော်တို့စီကြောင်ထိုးတက်သွားပါတယ်လုံချုံရေးအရာပါဆိုတော့ကျွန်တော်တို့အဲ့ဒီတောင်ထိပ်ရောက်တဲ့ခင်မှာစိတ်ခေါက်စီတွေမရှိဘူးဆိုတော့ကျွန်တော်တို့တင်ရချင်းပါပဲဒီမီလောင်ခံလိုက်ရတဲ့ပြည်သူ35ယောက်အထက်ကျွန်တော်တို့ဒီအယူစုတွေပေါ့နော်တက်တီခံပစ္စည်းတွေကလုံးကျွန်တော်တို့တင်စီနိုင်ခဲ့ပါတယ်ရှိသွားနိုင်တယ်တင်နန်းချောင်း14ကာကင်းကုန်းကြောက်တောင်ကုန်းပေါ်မှာကျွန်တော်တို့တိုင်ရင်လုံးညနေ3နာရီတို့လောက်ရောက်လာပါတယ်ရောက်လာတဲ့အချိန်မှာတကြီးနဲ့အတန်ကြားပြီးရောအဲ့ခုံးကဆရာကြီးကမှန်ဘလူးနဲ့ကြည့်တော့ဖရူဆိုဘက်မှာမီးရှို့တာလို့အတန်တော့ကြားပါတယ်ခင်ဗျမီးကိုလုံးတွေတော့ကျွန်တော်တို့တိုင်ရင်လည်းမြင်ရပါတယ်ခင်ဗျအဲ့မှာစီဘုံတွေလည်းမီးရှို့တယ်ကွဲတယ်ပေါက်တယ်တော့တချင်းနဲ့တော့မီးကိုလုံးတွေတော့ကျွန်တော်တို့တိုင်ရင်မြင်ရပါခင်ဗျညနေ3နာရီတို့လောက်တော့ရှိပါတယ်ခင်ဗျကျွန်တော်တို့အဲ့ဂုံးပေါ်မှာနေစဉ်ကာလတုန်းကကျွန်တော်တို့တီးတဲ့လောက်ကတော့ခမားရ14ကဒီပြည်သူလူထုလိုင်းကားစီဘုံတွေပဲစီပေးပါတွေပါပါတယ်လို့ပြောနိုင်ကြခင်ဗျအဲခမား14ကအကုန်လုံးခေါ်ချပြီးကျိုးတုပ်ပြီးတော့အရှင်လက်မီးရှို့တယ်လို့ကျွန်တော်တို့ခမား108ကပြောနိုင်ကြပါတယ်ခင်ဗျတော်တော်များများတော့မီးရှို့ပြီးမှသူတို့တက်တေဖြောက်ဖြတ်ထားတာဖြစ်တဲ့အတွက်အလောင်းတွေကဒီခြေလက်တွေကတော့မီးလောင်တော့ပျောက်ကုန်တာများတယ်။တဲ့အချိန်မှာကျွန်တော်တို့ဘယ်လောက်တွေ့လဲဆိုလို့ရှိရင်ဒီရုပ်အလောင်းအလုံးပေါင်း32ခုပေါ့32ခုနဲ့သူ့ရဲ့အခြေပေါ့နော်လက်တို့ခြေရောအလိုအစာနာတွေကတော့ဒီအလောင်းတဲ့အိမ်နဲ့ကျွန်တော်တို့2ခုစာလောက်ကျွန်တော်တို့အခင်းဖြစ်နေကြောတိတ်လာခဲ့ဒါတော့ကျွန်တော်တို့ဒီ BGF လေးဦးပေါ့နော် BGF လေးဦးအသက်ခံလာရတာပေါ့နော်သူတို့နောက်ပြန်ပြီးတုတ်ပြီးတော့မှဒီရိုင်းနဲ့နှိပ်စက်ထားတယ်ခံရတဲ့ပုံဖြစ်ပါတယ် BGF လေးဦးရဲ့အလောင်းတွေ့ရှိတဲ့ဂျိုက်ဒီနာမှာရှိရတာဒီကြီးစံနေပေါ်မှာဆိုလို့ရှိရင်သူကဒီမြန်မာစာနဲ့ရေးထားတာပေါ့နော်ဒီကပ္ပစာထုတ်ကြည့်ခွန်လေးဆိုတာကျွန်တော်တွေ့ရှိရတယ်9.56လို့မြန်မာလိုရေးထားတာပေါ့နော်1995ခုနှစ်မှာထုတ်တယ်ဆိုရဲဒီကပ္ပစာထုတ်တဲ့ကြီးစံနေတာကျွန်တော်တွေ့ရှိရနေရတယ်ကျွန်တော်အဲ့ဒါကြီးရဲ့ကိုတီကျွန်တော်တက်တေဖြစ်တင်လာတာအခင်းဖြစ်မှာဆိုဒီတက်တေအများကြီးတွေ့တယ်ပေါ့နော်ကလေးတငယ်အဝတ်စားတွေတွေ့တယ်ကြောင်သိန်းလုံးကြီးတွေ့တယ်ဒါဆိုလို့ရှိရင်ကျွန်တော်စိတ်တချေရန်ဝန်တန်းရဲ့ဟောပေါ့ဝန်တန်းရဲ့ဒီကားလိုင်စင်ပေါ့နော်ကားနဲ့ကားလိုင်စင်ပြပြသူ့ရဲ့ရင်မောင်းလိုင်စင်နဲ့သူ့ရဲ့ကားပေါ့နော်အဲ့ဒါတွေတော့ကျွန်တော်ဒီစမ်းမှတ်တမ်းတင်လာတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအလောင်းအများဆုံးတွေ့ရှိတဲ့ကားနှစ်စီးပေါ့ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော် live ထွက်ကားပေါ်မှာဆိုလို့ရှိရင်အလောင်း10လောင်းကျော်တွေ့ရှိရတယ်ဒီဘက်မှာဆိုလို့ရှိရင်
ကန်တာကားပေါ်မှာဆိုလို့ရှိရင်အလောင်း9လောင်းတွေ့ခဲ့ရမှာเนาะဒီမှာပုံမှန်မြင်တဲ့အတိုင်းပဲအလောင်းတွေကခုကောင်းတဲ့ခန္ဓာကိုယ်တိတ်မကွဲတော့ဘူးခြေလက်တွေမရှိတော့ဘူးเนาะဒီတော်တော်ကြောင်းတော့အလောင်းတွေကိုသူတို့ကဖြောက်တဲ့အနေနဲ့ဘယ်လိုပြောရလဲဆိုဒီတာယာတွေနားမှာတမင်တက်တက်ကိုချင်းကျိုးရင်းနဲ့ပတ်ပြီးမှပြကြသွားတယ်ဒီသူတို့တက်တီဖြောက်ဖြတ်ခြင်းတဲ့အတွက်သူတို့ဟောပေါ့အလောင်းတွေရဲ့တာယာပေါ်တင်တော့မီရှို့ခဲ့တာပါနော်ဒါကတော့အလောင်းတွေ CP ပါရင်းနဲ့ပတ်လေဝိုင်းတော့မီရှို့တာပေါ့နော်အားကြောင့်မို့လဲဒီ CP ပါနာဖြစ်တဲ့အတွက်ဒီအလောင်းတွေဆိုကြောတည်တဲ့အချိန်မှာသူတို့ရှင်ပတ်တော့လောက်ပဲပါတော့တာပေါ့နော်ဂျာ26ဦးပေါ့ဂျာခဏကို26ဦးမာက5ဦးဆိုတော့အားလုံးပေါင်း32ဦးပေါ့အမှမီရှို့ခံရတာတွေ့တယ်12နှစ်အောက်အမျိုးသမီးနဲ့2ဦးနဲ့16နှစ်နဲ့18နှစ်အမျိုးသား2ဦးပါတယ်လို့ဒီဆရာဝန်တွေရဲ့ဒီခွဲစိတ်စစ်ဆေးချက်အရသိရပါပေါ့အဲဆိုတော့ဒီထဲမှာကလေးငယ်3ဦးပါတယ်လို့လည်းကျွန်တော်တို့ယူဆနိုင်ပါတယ်ဟုတ်ဆက်လိုက်ရတော့ကလေးလောင်းလေးပါရုပ်တိလေးတွေပဲရှိတယ်နောက်ထပ်အခင်းဖြစ်ရဲ့နေရာနဲ့ဒီ guide 200ကျော်လောက်နားမှာကျွန်တော်တို့ဒီအလောင်း2လောင်းပေါ့နော်အဲ2လောင်းထပ်တွေ့ရတယ်ဇန်နဝါရီလ6ရက်နေ့2022ခုနှစ်ဇန်နဝါရီ6ရက်နေ့မှာတို့ရဲ့အလောင်းတစ်ခုပြန်တွေ့ရတယ်သူတို့တတ်တဲ့အချိန်မှာအရက်ဝတ်နဲ့ပဲတတ်လိုက်တာဖြစ်တယ်ဒါပေမဲ့သူတို့ကိုဒီတိုင်းသားလက်နက်ကင်တော်လည်းပုံစံပေါအောင်ဆိုပြီးမှဒီပျောက်ကြားအင်ဂျီတွေဝတ်ပေးလိုက်တယ်ပေါ့တနတ်တန်ရတော့တွေ့ရတယ်ဒါပေမဲ့သူတို့အပေါ်ကနေထပ်ဝတ်ထားပြီးတဲ့ပျောက်ကြားအင်ဂျီပုံမှာခါကြတော့တနတ်ကြီးပေါင်းမတွေ့ရဘူးပေါ့အနည်းဆုံး39ယောက်အသက်ဖြတ်ခံရတယ်39ယောက်မှာဒီကျက်4ဦးနဲ့လူဖဲရတော့သူမီရှိုးမခံရဘူးမီရှိုးတက်ဖြတ်ခံရတဲ့လူကတော့အလုံးပေါင်း32ဦးပေါ့နာကျင်ရဆုံးဖြစ်ရက်တွေကိုကျွန်တော်တို့မှတ်တမ်းတင်ရတဲ့အခါမှာမိရှုခံရတာကအနာကျင်ရဆုံးဖြစ်ရက်ပဲလို့ကျွန်တော်တို့မှတ်သားဘူးတယ်လူတယောက်ကိုဒီတိုင်းတနက်နဲ့ဥကောင်းကိုတိပြီးပြစ်လိုက်တာမျိုးကခံစားရတဲ့ခြေနေမျိုးတွေကဒီလောက်မကြာရှည်နိုင်ဘူးပေါ့နော်မိရှုပြီးတက်ခံရတဲ့အခါမျိုးမှာဘယ်လောက်နာကျင်မှုတွေခံစားနေရမလဲဒါတွေကိုကျွန်တော်တို့ကျမ်းမာရေးပိုင်းဆိုင်ရာနဲ့တွေးကြည့်ရင်တော့ကျွန်တော်တို့နာကျင်မှုအတိုင်းစကျွန်တော်တို့တွေးကြည့်လို့ရတဲ့နာကျင်မှုအတိုင်းစတဲ့အစာပေါင်းများစွာဆိုးဝါးလိမ့်မယ်ဆိုတော့မျိုးကျွန်တော်တို့ဒါမှတ်စကြည့်လို့ရနိုင်တယ်အရှင်လန်းလန်းမီးရှို့တယ်လားတည်ပြီးမှမီးရှို့တယ်လားဆိုတဲ့ကျွန်တော်မေးတဲ့မေးခွန်းတွေရှိတယ်တချို့အလောင်းတွေမှာတော့ကျွန်တော်အနေနဲ့ခွဲခြမ်းစိတ်ပြဖို့ခက်တယ်ဒီတည်ပြီးမှပဲမီးရှို့တယ်လားမတည်ခင်မဲ့အရှင်လန်းလန်းမီးရှို့တယ်လားဆိုတာမျိုးကျွန်တော်ခွဲခြားဖို့ခက်တယ်ဘာလို့ဆိုတော့ဒီကိုယ်လုံးကလည်းရမ်းလောင်ကျွမ်းနေရမျိုးပေါ့နော်ကျွန်တော်ဒါတွေကိုဒီလူနာရဲ့လေပြင်းတို့ဘာညာတို့မှာကျွန်တော်ကြည့်ရှုစစ်ဆေးတဲ့အရာမျိုးတွေမှာတော့တချို့အလောင်းတွေမှာတော့မတွေ့ရဘူးဒါပေမဲ့မတွေ့ရတဲ့ဆိုပေမဲ့လည်းစစ်ကောင်စီကဘလို့အရာမျိုးမဆိုသူတို့ကလုပ်တဲ့လူတွေတော့တေးရမယူလာလားခွဲဖို့လို့လေဒါဆိုရင်ဒီကသတ်မှတ်နိုင်တော့ကျွန်တော်တို့အလောင်းကတော့ဒါကျွန်တော်တို့ဆရာဝန်2ယောက်စစ်ဆေးတဲ့ကျွန်တော်တို့လက်ထဲကိုရောက်လာတဲ့အလောင်းကြီးတွေအခုကျွန်တော်တို့ပြောရမယ်ဆိုရင်30လောင်းပေါ့နော်တချို့အလောင်းတွေမှာခြေထောက်တွေလက်တွေမပြည့်စုံမပါဘူးမဲ့လည်းဒါအလောင်းပဲလူတယောက်ရဲ့အလောင်းပဲကျွန်တော်တို့ခွဲချမ်းလို့ရတယ်အဲ့ဒါကိုကျွန်တော်တို့စစ်ဆေးခဲ့ရတာတော့30လောင်းကျန်တဲ့အယူစုတွေ
ဦးကောင်းခွင်ရိုးတွေလက်ဖြန့်ရိုးတွေဖြစ်ချင်းဖြစ်မယ်ပေါ့နော်ဒါတွေအကုန်လုံးစုစည်းထားတဲ့ဥစ္စာတွေကတဦးတယောက်တည်းရဲ့အယိုးလို့ပြောဖို့လည်းခက်တယ်အဲကြောင့်50ခု10လောင်းရဲ့အယိုးတွေလည်းဖြစ်နိုင်တယ်အကုန်လုံးကျွန်းသွားတဲ့အခါမျိုးမှာဒါကျွန်တော်တို့ကြံတဲ့ဥစ္စာတွေကိုစုပြီးယူလာခဲ့တာဆိုတော့လေ ဟို rubber bougie listed ပို့ချပေါ့လက်ပြန်ကျိုးနောက်ထုတ်ထားတယ်ဟိုပါဒီမှာဒီလိုပဲပြန်မှာ rubber bougie listed ပို့ချဖြစ်တဲ့အတွက်ဒီကောင်ဒီကျိုးထုတ်ခံထားရတယ်ဆိုတာသိချတယ်နောက်တစ်ချက်ကကျတော့ရမမထိုးတင်နိုင်အစုပ်ပေါက်ပြတဲ့တန်ရာရှိနေတယ်အမျိုးသားမျိုးသမီးတွေကွဲတယ်သူကအဲ့တော့ဘာစီသူ့ရဲ့တတိဟိုပါပေါ့ဆက်ထည့်လို့ဟိုပါလိုက်ဆက်ထည့်လို့ ဒီမီရှုတက်မခံရခင်အခြေအနေမှာပေါ့နော်သူတို့တွေကရဲရဲဆက်ဆက်နှိမ့်ဆက်ခံရတယ်ဆိုလက္ခဏာမျိုးတွေကျွန်တော်တို့ဒီလောင်ကျွမ်းနေတယ်ကျွန်တော်ရုပ်လောင်းနေမှာတွေ့ရတယ်ဥပမာဒီလက်နောက်ပြန်ကျိုးချီထားတဲ့လက္ခဏာမျိုးတွေကျွန်တော်ရုပ်လောင်းနေမှာတွေ့ရတယ်ဒါတွေကလိန်ညာလို့လည်းမရဘူးကျွန်တော်ပုံနေမှာလည်းကျွန်တော်တွေ့ရတယ်ပေါ့နော်ပြီးတော့ဒီလူတိုင်းဒီအလောင်းတိုင်းနှီးပါးမှာကနှိမ့်ဆက်တဲ့တန်ရာဒါမှမဟုတ်လည်းပြစ်ခတ်ထားတဲ့တန်ရာတွေကကျွန်တော်တို့တနည်းမဟုတ်တနည်းကျွန်တော်တို့တွေ့နေရတယ်ပြီးတော့တချို့နေရာတွေမှာဆိုရင်ဒီသူတို့တွေစစ်ကောင်စီဘက်ကနေပြီးတော့ဒီခြီစရာတွေတုတ်စရာတွေဘာမှမတွေ့မရှိတော့အခါဒီပြစ်မဲ့ပြည်သူတွေရဲ့အဝတ်စားတွေနဲ့တော့၎င်းပစိုးတွေတော့ပစိုးဒါမှမဟုတ်အင်ကြီးနဲ့တော့၎င်းသူတွေဒီကျိုးတွေကိုနောက်ပြန်ကျိုးပြီးခြီထားကြတဲ့အရာမျိုးတွေကျွန်တော်တွေ့ရတယ် အဲ့ဒါလေးတို့ခံရတော့အနေထားတယ်နော် rubber bougie listed ပို့ချ တမင်တက်တဲ့သေစီလိုတဲ့စိတ်နဲ့တမင်တက်တဲ့ဒီအပြစ်မဲ့တွေပြည်သူတွေကိုဒါလက်နောက်ပြန်ကျိုးချီပြီးတော့ရဲရဲဆက်ဆက်တက်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ကိုသူတို့ကျူးလွန်ခဲ့တာပါပဲ ကျိုးနောက်ကျော်တနက်တန်ရာကိုယူဆရတော့တန်ရာဒါကြီးလက်စွပ်ဒါနော်ချုပ်ပြီလားဒီ80ဟာ80ဆိုတာနည်းနည်းအစယူဟုတ်ပါကျိုးစားကျိုးချီတာကျိုးချီတာနော်ချီလောင်ထားတဲ့ကျိုးဒီမှာကျိုးဒီမှာပေါ်နေညေ့ရလာပြီခဏတော့ဆုတ်ပဲဆုတ်တယ်နည်းနည်းတော့တိတ်လာအပလီကိုင်းနော် ကိုမစားဖို့နေရမရှိရတဲ့မျိုးဝင်ဝင်မရှိရတဲ့မျိုးကလေးတွေကသူများစားတော့စားချင်တယ်သူများအသားအငါတွေ့ရတယ်ဒီကလေးဆိုသူကဘာမှမတီးဘူးအဖေမရှိရလဲကိုကကောက်ကောက်မတီးသေးဘူးကလေးဆိုအင်နာဒီချင်းရပါသူကလေးလေးခေါ်တော့သူလည်းလိုက်ပြီးမှရောင်ရပြီးမှပါခေါ်တော့ကျမတို့မယ်ကြည့်ပါဦးကျမတို့တလောက်ခန်းစားရတယ်ကျမတို့ဒီအမှုကလည်းပြောလို့ရှိတယ်များဖွဲ့စည်းရှိတယ်များနိုင်ငံခြားလူတွေအားလုံးကုညီပေးထောက်ပံ့ပေးတနာပါလို့ကျမပြစ်ချင်တာတော့သူတို့ဒီကျမတို့ယောက်ျားတွေချောသွားတဲ့အတွက်မလို့နော်ဒီအမှုအမြန်ဆုံးလိုက်နိုင်အောင်လို့ဒီအမှုကိုလည်းအမြန်ဆုံးပေါ်ထုတ်တာပေါ့နော်ပြီးလည်းဒီစစ်ကော့စီကိုလည်းအမြန်ဆုံးနှိမ့်နေအောင်လို့သူတို့လေကျမတို့လေပြည်သူတွေနိုင်လာပြီဆိုလို့ရှိတော့သူတို့လေလူလောကထဲမှာကျမတို့လည်းကိုမတူအောင်မထားနဲ့ချက်ကောက်ကြီးကိုလည်းကျမတို့လုံးဝမကျင်တာဘူးလုံးဝလည်းဗါလေရှောမပေးဘူးကျမတို့တတ်နိုင်တယ်တော့ပဲကျမတို့ကလည်းလုံးဝပဲဒီလိုဘလောက်ပဲလိမ့်ဘလောက်ပဲညာဒါဆိုအများတစ်ချိန်ကြရတာပေါ်လာမှာပဲအမှုဆိုတာတရားမျှတမှုဖို့ဒီအမှုအမြန်ဆုံးလိုက်နိုင်မှုအမြန်ဆုံးနဲ့ပေါ်ထုတ်နိုင်အောင်လို့အမြန်ဆုံးနဲ့အနိုင်ရရှိအောင်လို့အမြဲတမ်းဖះမှာစုတောင်းနေအောင်လို့ကျမရဲ့နောက်ဆုံးကတော့ကျမတို့ကဒီမှာနေရတာအဲအစ်စ်မပြေလို့ကျမတို့လုံချုံတဲ့နေရာမှာတွားနေချင်တယ်ကျမဆိုမကြောက်တော့ကျမအစမပြေဒီလူကူညီပေးမဲ့လို့ရှိလားကြိုက်တဲ့ရုံးမှာခေါ်ကျမလိုက်နိုင်တယ်ဆိုနိုင်တယ်ကျမမကြောက်ဘူး
သူတို့လိုအပ်လို့ရှိရင်လာခေါ်ကျွန်မမသိတော့ကျွန်မသွားနိုင်တယ်ကျွန်မဒီမှာပဲအမြဲရှိရဆရာအမှန်တိုင်းပဲ